ယခုတက်ကြီးရွယ်ကိုများကိုပြုစုဆောင်ရှောက်သောဘုန်းကြီးထံနှင့်တွေ့ဆုံကြပါစို့တက်ကြီးရွယ်ကိုဆောင်ရှောက်ရေးဝန်ထမ်းဘုန်းကြီးထံသည်တက်ကြီးရွယ်ကိုများကိုစကားပြောဆိုခြင်းနှင့်၎င်းတို့အားနေ့စဉ်ဆောင်ရှောက်မှုကိစ္စအတွက်ကူညီပေးခြင်းတို့ကိုအထူးနှစ်သက်သည့်အလျောက်တက်ကြီးဆောင်ရှောက်ရေးကေဟာသို့နေ့စဉ်အလုပ်ဆင်ရသည်ကိုပျော်မွေ့လှပါသည်ဤနေ့စဉ်ကိစ္စတွင်တက်ကြီးရွယ်ကိုများ၏ရေချိုးခြင်းအဝတ်အစားလဲလှယ်ခြင်းစားတောက်ခြင်းတို့တွင်ကူညီပံ့ပိုးသည်၎င်းတို့၏ပန်းဖြေလှုပ်ရှားမှုများကိုအစဉ်သင့်ဆောင်ရွက်ပေးသည်တို့ပါဝင်ပါသည်သူမသည်နေ့တိုင်းသူတို့ဘဝ၏မြောက်များစွာသောအကြောင်းများကိုကြားရသည်သူတို့၏မိသားစုဝင်များနှင့်တွေ့ဆုံရသည်ဤသက်ကြီးဆန်းရှောက်ရေးခေဟာတွင်အလုံးမလုံးမီဘုန်းကြီးထာသည်6လသင်ယူရသည့်သက်ကြီးဆန်းရှောက်ရေးပညာကိုအောင်လက်မှတ်အဆင့်3ဖြင့်အောင်မြင်ခဲ့ပါသည်ဤပညာရေးချင်းသည်သူမအားတက်ကြီးဆန်းရှောက်ရေးဂေဟာတွင်ဖြစ်စေနေအိမ်တွင်ဆန်းရှောက်ဝန်ထမ်းဖြစ်စေရွေးချယ်လုပ်ကိုင်ရန်အထောက်အကူပြုခဲ့ပါသည်ဘုန်းကြီးထာသည်နေအိမ်တွင်ဆန်းရှောက်ဝန်ထမ်းအဖြစ်စတင်လုပ်ကိုင်ပြီးမိမိနေအိမ်တွင်နေခြင်းသည့်အချို့တက်ကြီးရွယ်ဦးများကိုကူညီပံ့ပိုးပါသည်သူမသည်တက်ကြီးရွယ်ဦးဆန်းရှောက်ရေးဂေဟာသို့ပြောင်းရွှေ့လုပ်ကိုင်ကြတဲ့ကသူမသည်ကွဲပြားခြားနားသည့်တိုင်းဝန်တော်တော်များမှတက်ကြီးရွယ်ဦးများနှင့်အမျိုးမျိုးထွေလောက်ကန်ရသည်ကိုနှစ်သက်လှပါသည်သူမ၏လက်ရှိအလုပ်သည်အလုပ်ဆိုင်အမျိုးမျိုးလုပ်ရန်လိုအပ်သည်ထို့ကြောင့်သူမသည်မကြာခဏဆိုသလိုရက်သက်တပတ်၏နောက်ဆုံးရက်များနှင့်ညနေခင်းများတွင်အလုပ်တောင်ခွဲဝေခြင်းစရာအရာလုပ်ရပါသည်ဘုန်းကြီးထာသည်ပညာကိုပုံမသင်ယူပြီးသူနာပြုတူဖြစ်လာရန်စဉ်းစားထားပါသည်ဤကိစ္စသည်အတန်းစားတစ်သူနာပြုဖြစ်စေအတန်းစားနှစ်သူနာပြုဖြစ်စေပုံမအမျိုးစုံလင်ပြီးရင်ဆိုင်ဖြစ်ရှင်းရမိတောင်များကိုဆောင်ရွက်ရန်အခွင့်အလမ်းများသူမအားပေးနိုင်ပါလိမ့်မည်ဤတွင်သူမ၏ဖြစ်နိုင်သည့်လမ်းကြောင်းရှိသည်တက်ကြီးရွယ်ကိုဆန်းရှောက်ရေးပြီးလျှင်ဖြစ်နိုင်သည့်လမ်းကြောင်းအလောက်ခွင့်ထက်မှတငယ်ချင်းတယောက်ကသူမကိုတက်ကြီးဆန်းရှောက်ရေးဂေဟာတွင်အလလုံးစေလိုသည်ရှုပ်ထွေးသည့်လိုအပ်ချက်များလိုအပ်နေသည့်တက်ကြီးရွယ်ဦးများနှင့်လှုပ်ကန်စေလိုသည်သူမသည်တက်ကြီးဆန်းရှောက်ရေးဂေဟာတွင်ကြီးကြရေးမှုတူဖြစ်လာရန်ကိုလည်းစဉ်းစားထားပါသည်သူမသည်ပုံမအဆင့်မြင့်သောတက်ကြီးဆန်းရှောက်ရေးပညာကိုပြန်လည်သွားရောက်သင်ယူနေပြီးဖြစ်ပါသည်အကယ်၍သင်သည်လူများကိုကူညီသောသို့မဟုတ်အကြံပေးသောလုပ်ငန်းကိုစိတ်ဝင်စားပါကပုံမူသောအလုပ်ကိုင်များရှာဖွေတွေ့ရှိရန်အတွက်အလုပ်ကိုင်လမ်းညွှန်ကိုကြည့်ရှုပါ၎င်းတို့မှအချို့မှာကိုယ်ကာယအယိုးကြောပညာရှင်စိတ်ပညာဗေဒပညာရှင်လူငယ်လူရွယ်ဝန်ထမ်းများ